ရှင်မနေ့ပြန်တော့အမချိုရွာတော့ဒီတော့မှဖြစ်ပါတယ်ချစ်တော်လေးဒီကြားထဲမှာစတောင်းပေးတဲ့လူဒီဝေချအဖင်ပါဝင်တဲ့လူတွေဖုန်းဆက်ပြီးတော့မှအပိစကားပြောတဲ့လူတွေအဖက်ကပါဝင်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အမြင့်ဆုံးညီကောင်းဖို့လမ်းလျှောက်နိုင်ဖို့လည်းဆက်ပြီးတော့မှတရိယာစတောင်းကြပါအောင်လို့တောင်းဆိုချင်ပါတယ်အနာကတော့နာတော့မနာတော့ပါဘူးနည်းနည်းလေးထုံနေတခါတလေကျတော့ရှင်နေလေးဆက်တယ်အဲ့လိုပဲရှိပါတယ်နော်ကျေးဇူးတင်ပါတယ်ပေါင်းနဲ့အရောက်ချင်းစီတိုင်းနော်နေကောင်းလို့ရှိရင်လှုပ်ချင်တာအများကြီးရှိပါတယ်နော်အဲကြောင့်မလို့မြင်မြင်နေကောင်းဖို့စတောင်းပြကြပါလို့စတောင်းခံချင်ပါတယ်